ရန်ကုန်မှာနှစ်ပေါင်း20လောက်ကိုတန်းရှိဖြစ်တဲ့ Hello ဓာတ်မောက်အခုနေပြည်တော်မှာဆိုင်လာဖွင့်နိုင်ပြီလို့ဒီနေ့ Hello ဓာတ်မောက်ဆိုင်နဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျာဒီဆိုင်မှာကဓာတ်မောက်နတ်တုတ်တာကြောက်စိမ့်ဓာတ်မောက်နဲ့နှက်နှက်ထမင်းထောပတ်ထမင်းတို့ပါရရှိနိုင်ပါတယ်နှက်နှက်ထမင်းနဲ့ထောပတ်ထမင်းကတော့တစ်ပတ်လုံးမှာတနင်္ဂနွေတည်းရတာပေါ့နော်ကြံတဲ့ဓာတ်မောက်နတ်တုတ်တာကြောက်စိမ့်ဓာတ်မောက်တွေကတော့နေတိုင်းရပါတယ်နောက်ပြီးတော့ဒီ Hello ဓာတ်မောက်က order လိုက်ရှက်ပေးပါတယ်ဟိုမှာနေပြီးတော့မြို့တွင်းရန်ကုန်မန္တလေးတခြားဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်အိမ်မှာ order လိုက်ရှက်ပေးပါဆိုလို့ရှိရင်လိုက်ရှက်ပေးပါတယ်ပြီးတော့ပွဲအရေးအတွက်နဲ့ order ကြိုးမှာမယ်ဆိုလို့ရှိရင်လည်းမှာလို့ရပါတယ်ခင်ဗျာဘိုင်းသိမ့်မစားနဲ့9ပွဲပဲမှာထားလိုက်ပါတယ်ပုံမှန်ဆိုတော့10ပွဲလောက်ကုန်တယ်ပေါ့နော်ကဲအဲ့တော့အားလုံးပဲစားကြပါအောင်ခင်ဗျာအခုစားမှလေးကတော့ကြောက်စိမ့်ဓာတ်မောက်ပါဒီထဲမှာပါတဲ့ကြက်သားလုံး site ကလည်းကြီးရလို့ပြောလို့ရတယ်ပေါ့နော်ကြောက်စိမ့်ဓာတ်မောက်နဲ့ရိုးဓာတ်မောက်နဲ့ဘာကွာလဲဆိုလို့ရှိရင်တော့ကြောက်စိမ့်ဓာတ်မောက်လေးကစိမ့်စိမ့်လေးနဲ့အယောင်ပိုလာပါတယ်ဓာတ်မောက်ရဲ့အရသာလေးကကျွန်တော်အကြိုက်အလေးဘက်ကိုသွားတယ်ပေါ့နော်ပြီးတော့စီသိမ့်မများဘူးဆန်လေးကလည်းကော့ပြီးတော့အဆင်ပြေတယ်ကြက်သားလေးကလည်းနူးဤနေပြီးတော့အရသာကောင်းတယ်တပွဲကိုတော့ဆိုင်မှာစားမယ်ဆိုလို့ရှိရင်တော့9000ပါပါဆယ်ဆိုလို့ရှိရင်တော့9500ပါခင်ဗျာဓာတ်မောက်နဲ့တွဲစားဖို့တော့သူကဗလာချန်ကြော်မဟုတ်ဘဲနဲ့ပစွန်ကြောင့်ငံမြာကြီးကြော်ရဲ့တရသီးတဲ့နဲ့ထည့်ပေးပါတယ်တရားသီးတဲ့ကတော့ကျွန်တော်အချင်းမကြိုက်လို့သိမ့်မစားဘူးပေါ့နော်ဒီပစွန်ကြောင့်ငံမြာကြီးကြော်လေးကတော့ကြိုက်တယ်တော်တော်လေးကိုကောင်းတာအရသာလေးကတော်တော်လေးကိုမိုက်ပါတယ်ဓာတ်မောက်လေးနဲ့ပါတွဲစားပြလုံးဝကြက်သားတော်မလို့တော့ဘူးဒါမျိုးအလွတ်ဘူးလေရောက်ပါတယ်တပူတော့1000မှာ20ကြက်သားကြော်ပါပါတယ်ဒီပစွန်ကြောင့်ငံမြာကြော်ရတော့ကောင်းတာဒီငဖဲတုံလေးကတော့ဆိုင်စားတော့မရပါဘူး10ဝက်နဲ့ထက်ဆိုလို့ရှိရင်တော့ကြိုပြီး order မှာလို့ရှိရင်တော့တုတ်ပေးပါတယ်ဒီငဖဲတုံလေးကလည်းတော်တော်လေးကိုရတာရှိပါတယ်ခင်ဗျာဓာတ်မောက်နဲ့ငဖဲတုံးနေဆိုလဲတခါမှတော့တွဲမစားဘူးပေါ့နော်အခုမှတွဲစားဘူးတာတော်တော်လေးကိုလိုက်ပါတယ်ဓာတ်မောက်ကအီရာရဲ့ငဖဲတုံးကအချင်းထက်လေးရဲ့ဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်စိတ်သားနဲ့လည်းမစားလို့ရပါတယ်ဓာတ်မောက်နဲ့တွဲရဆိုလို့ရှိရင်တော့တပွဲကို12000စိတ်သားစီပြဟင်းကြီးဆိုလို့ရှိရင်တော့တပွဲကို8500ပါခင်ဗျာစိတ်သားလေးကလည်းနူးညံ့အေးဆက်ပြီးတော့မှုေးကြိုင်နေရပဲဒီကအမွှေးကြိုင်နေရလေသူတို့ကိုယ်တိုင်လုပ်တယ်လို့သိရတယ်ပေါ့နော်အဲ့ဒါကြောင့်ဓာတ်မောက်တွေကြက်သားဟင်းတွေစိတ်သားဟင်းတွေကအနက်နဲ့အရန်နဲ့တော့မပြင်းဘူးတော်တော်လေးတော့အဆင်ပြေတယ်ပြီးတော့သူ့ဆိုင်ကဓာတ်မောက်တွေနတ်တုတ်တာတွေကြောက်စိမ့်ဓာတ်မောက်တွေကသွေးတိုးသမားတွေစီးကျူသမားတွေလည်းစားလို့ရတယ်လို့ပြောတော့ပေါ့နော်သွေးလည်းအရန်မတိုးဘူးလို့သိရပါတယ်ခင်ဗျာဒီထောပတ်ထမင်းကလည်းအသီးလျှောက်တွေတော့များထည့်ပြီးတော့တွေ့ရတယ်ကလက်ဘဲလေးပါထည့်ချက်ထားသေးတယ်ထောပတ်နဲ့တင်းတင်းလေးနဲ့စားလို့ကောင်းပါတယ်ဒါလေးကတော့နှမ်းနဲ့ထမင်းမှာထမင်းကြီးစားတော့အရသာလေးကစိတ်ပြီးတော့တော်တော်လေးကိုကောင်းပါတယ်ဒီထောပတ်ထမင်းနှမ်းနဲ့ထမင်းတွေကတော့ကြက်သားစီပြန်ဟင်းစိတ်သားစီပြန်ဟင်းနဲ့ကြိုက်နေတဲ့ရနဲ့ပါစားလို့ရပါတယ်ခင်ဗျာဘယ်လေးထက်ပစွန်ကြောင့်ငံညာကြော်လေးထက်ဗီဒီယိုအဆောင်မှာပြောတဲ့10ပွဲကုန်တယ်ဆိုတာအလကားစားနော်3ပွဲတော့မှမနေ့ကုန်အောင်စားခဲ့ရပါတယ်ဒီ Hello ဓာတ်မောက်မှာကတော့ပွဲ20 30အထက်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့တရက်ကြိုတင်ပြီး order တင်ပေးရပါတယ်အိမ်ကိုလိုက်ချက်ပေးပါဆိုလို့ရှိရင်တော့ booking ကြိုယူပေးရပါတယ်ဆိုင်မှာဝယ်ယူတယ်ဆိုလို့ရှိရင်တော့3ပွဲဝင်လိုက်ပွဲတစ်ပွဲလက်ဆောင်ရရှိမှာဖြစ်ပြီးတော့ပွဲ90ဝယ်လို့ရှိရင်တော့စားပွဲ9ပွဲလက်ဆောင်ရရှိမှာဖြစ်ပါတယ်ခင်ဗျာဓာတ်မောက်လေးစားပြီးရေခဲမုံလေးရှူတရမှာဆိုတဲ့ရှင်းမိတ်စီတို့အတွက်လည်းယူရီးယားရေခဲမုံလေးရောင်းပေးပါတယ်တပွဲတော့3000ပါခင်ဗျာဘောကမှာရေခဲမုံဆိုင်နဲ့ပြုံးရလိမ့်မယ်လို့တခါမှမတွေ့ဘူးပေါ့နော်အခုဒီအုံးစင်းရတာရေခဲမုံလေးကတော်တော်လေးကိုကျွန်တော်တို့ရတာရှိပါတယ်အဆုံးထိကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်ဆိုင်လိပ်စာလေးကတော့နေပြည်တော်တပြေကုန်းရက်ကွက် AR လမ်းပေါ်တောင်တိတ်ပန်းဟော့ဘော့ဆိုင်အနီးမှာဖြစ်ပါတယ်နေပြည်တော်တွင်အင်နယ်ရောက်မှာယူ3ဆောင်လိုပါကကျွန်တော် NPT Delivery တင်ကိုဆက်သွယ်လိုက်ပါခင်ဗျာ